တင်ကြမှာရေးအတွက်အခုချိန်မှာအကြီးမားဆုံးအန်ဒီရယ်ကတင်ဘာမှမခံစားရနိုင်တဲ့အရာတစ်ခုပါပဲဒါကအသက်20 30နဲ့40ဝန်းကျင်တွေမှာတွေ့ရမှုနှုန်းအလွန်နည်းပေမဲ့အခုချိန်မှာအရှိန်ဟုန်နဲ့ထိုးနှက်လာပါပြီဒါကိုတွေးတိုးယောဂလို့ခေါ်ပါတယ်အခုချိန်မှာဆရာဝန်တွေတတိပေးနေတာကလူငယ်တွေဟာအန်ဒီရယ်များတဲ့အုပ်စုအသစ်အနေနဲ့ဖြစ်လာနေပြီပဲဖြစ်ပါတယ်လူကြီးတွေမဟုတ်ပါဘူးတကယ်30 40အရွယ်လေးပါဒီမှာကြောက်စရာအကောင်းဆုံးအပိုင်းကလူအများစုဟာသူတို့မှာဒီယောဂရှိနေမှန်းတော့မသိကြပါဘူး။ဘာလို့လဲဆိုတော့နာကျင်မှုမရှိတတိပဲလက္ခဏာမရှိလို့ပါ။ဒါကြောင့်အတန်တိတ်လူသားသမားလူခေါ်တာပါ။ဒါပေမဲ့တင့်ခန္ဓာကိုယ်ထဲမှာကြတော့သွေးပေါင်ခြင်းတက်လာရင်တင့်နှလုံးကအလုတ်ပိုလုံနေရပါတယ်။သွေးကြောတွေပျက်စီးမယ်။ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကတဖြည်းဖြည်းဒဏ်ခံနေရပါတယ်။တင့်သွေးပေါင်ခြင်းဟာအချင်းကြာမြင့်စွာဆက်ပြီးမြင့်မာနေရင်နှလုံးဖောက်ခြင်းလေးဖြတ်ခြင်းနဲ့ကြောက်ကက်ယောဂတွေတော့ဖြစ်လာနိုင်ပါတယ်။လေးလာတွေ့ရှိချက်တွေကအသက်30နဲ့40ဝန်းကျင်တွေဟာဒီပြဿနာတွေကိုအရင်ကထက်အများကြီးစောပြီးခံစားလာနေရပါတယ်။ဘာကြောင့်ဒီလိုဖြစ်လဲဆိုတော့ခိမီလူနေမှုပုံစံတွေကြောင့်ပါ။စားအလွန်ကျွံစားလာခြင်းလှုပ်ရှားမှုနည်းခြင်းစိတ်ဖိစီးမှုများလာခြင်းအေးရေးပြက်ခြင်းနဲ့ပြုပြင်ထားတဲ့အစားအစာများစားသုံးမှုများလာတာတွေကြောင့်ပါ။နေ့တိုင်းကြထိုင်နေတာတော့တင့်သွေးပေါင်ခြင်းကိုတိတ်တဆိတ်မြင့်တင်နိုင်ပါတယ်။ဒါကြောင့်ဒါတွေမဖြစ်အောင်နေ့စဉ်ကိုလက်လှုပ်ရှားမှုလုပ်ပါ။ငန်းတဲ့အစားအစာတွေကိုရှော့စားပါ။အနည်းဆုံး9နာရီအိပ်ပါ။သွေးပေါင်ခြင်းကိုပုံနှံစစ်စေပါ။ဘာလို့လဲဆိုတော့အမှန်တရားကတင်ဟာသွေးတိုးနေတာကိုအလွဲတကူမခံစားရလို့ပါ။